လူရွာသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမြစ်တန်ရရဲ့ဒီကဘာမြေကြီးမြေရှုံးလို့ဤရဲ့ညတွေလားဆိုတဲ့လူများမမာနာထောင်လွားဝေဖွာခြင်းသေဆုံးခြင်းနဲ့ကြာကာလလေးတစ်ခုမှာညနွမ်းနဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်သန်သွားရင်ဘယ်ဘုံလာမှာတော်သူများဖြူစင်မြတ်တရားကိုထားညာကောင်းကျိုးသေးဘူးရွယ်လို့နှလုံးမဝင်ပြီးတိဖြာမြင့်မြတ်တဲ့စိတ်ထားလေးများထားကြည့်ရစမ်းမှာသူကလေးဘုံရောက်ရာ